လူတွေပြည့်ရှိနေတဲ့အခန်းထဲမှာတခြားသူတွေကချင်းကိုက်မခံရဘဲနဲ့မင်းတယောက်တည်းကိုပဲချင်းနေဝိုင်းကိုက်နေတာကိုကြုံမှုပြီလားအဲ့ဒါကရက်ကွက်ထဲကအတော်ကြီးတွေပြောနေကြသလိုမျိုးမင်းရဲ့သွေးရခြုံနေလို့ပါဆိုတာကလုံးဝမဟုတ်ပါဘူးတကယ်တမ်းတော့မင်းကတေချာအစီအစဉ်ဆွဲပြီးအမဲလိုက်ခံနေရတာပါမင်းကိုအမဲလိုက်နေတဲ့သူတွေကသူတို့ဥဖို့အတွက်ပရိုတိန်းနဲ့တန်နှက်တွေလိုအပ်နေတဲ့ချင်းမတွေပဲဖြစ်ပါတယ်ဒါပေမဲ့ဘေးကလူကိုထားခဲ့ပြီးတော့မင်းုံမှာတီးတန့်ရွေးလိုက်ရတဲ့လှုပ်ဝက်ချက်ကတော့မင်းရဲ့အရေးပြားပေါ်ကဘက်တီးရီးယားတွေကြောင့်ပါမင်းရဲ့ခန္ဓာကိုယ်ကထုတ်ပေးတဲ့သဘာဝစီတွေကိုအရည်ပြားပေါ်ကဘက်တီးရီးယားတမ်းပေါင်းများစွာစားသုံးလိုက်ပြီးတော့ကာဗော့ဆီလစ်ဆိုတဲ့အက်ဆစ်ကိုစူးစူးရှက်ရှက်အနံ့ဆိုးတွေကိုထုတ်လုပ်ပေးလိုက်တာပါဒါကချင်းနေတက်တော့လုံးဝမငင်းဆန်နိုင်တဲ့အချက်ပြလိုင်းတစ်ခုပါပဲအဲ့ဒီအချက်ပြလိုင်းတွေကိုရေချိုးလိုက်အောင်နဲ့ရင်ဖျက်ဆီးလို့မရဘူးနိုင်ပိုင်းအတွင်းမှာပဲဘက်တီးရီးယားတွေကပြန့်ပွားလာပြီးတော့မင်းရဲ့သဘာဝအနံ့ကိုပြန်ထုတ်ပေးတော့မှာဖြစ်တယ်အဲ့ဒါကြီးမကသေးပဲနဲ့ဘီယာဒါမှမဟုတ်အယ်ကိုဟောတောက်ထားလို့ရှိရင်လည်း15မိနစ်အတွင်းမှာပဲချင်းနေအတွက်ပုံမဆွဲဆောင်မှုရှိတဲ့ပြစ်မှတ်တစ်ခုဖြစ်သွားပါသေးတယ်သိပ္ပံပညာရှင်တွေကချင်းနေရဲ့အနံ့ခံစနစ်ကိုဖျက်ဆီးပစ်ဖို့အတွက်မျိုးရိုးဗီဇပြုပြင်စမ်းသပ်ခဲ့ကြပေမဲ့ချင်းနေကလူတွေကိုရှာတွေ့နေတော့မှာပဲအကြောင်းရင်းကတော့သူတို့ရဲ့အောင်ကျော်ဆဲတစ်ခုစီမှာအနံ့မျိုးစုံကိုဗျိုင်းတူအာရုံခံနိုင်တဲ့စနစ်တွေအများကြီးပါဝင်နေလို့ပါလမ်းကြောင်းတစ်ခုကိုပိတ်လိုက်ရင်တော့ကျန်းတဲ့လမ်းကြောင်းတွေကအစားထိုးတာဝန်ယူသွားကြတာကြောင့်ချင်းရဲ့အနံ့ခံစနစ်ကိုလုံးဝပိတ်ဖြစ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့လောက်ပါပဲချင်းမတကောင်ကမင်းစီကနေသွေးကိုလာစုပ်တဲ့အချိန်မှာသူ့ရဲ့တွေးထဲမှာရှိတဲ့ပရိုတင်းတွေကြောင့်မင်းရဲ့အရည်ပြားပေါ်မှာအဖုဝိတ်တွေထလာတာပါကဘာပေါ်မှာလူအများဆုံးတတ်နေတဲ့အန်ရဲ့အရှိဆုံးတရဘွားဖြစ်တဲ့ချင်းဆိုတဲ့အရာလေးကလက်ဝါးတစ်ချက်ရမ်းလိုက်ုံနဲ့တည်သွားနိုင်ပေမဲ့မင်းရဲ့အရည်ပြားကထုတ်ပေးနေတဲ့အနံ့အချက်ပြားမှုတွေကြောင့်မင်းဟာသူတို့ရဲ့ရေဒါမှာရှာရအလွယ်ကူဆုံးပြစ်မှတ်ဖြစ်နေတာပဲဖြစ်ပါတယ်